မင်္ဂလာပါတားဆောင်ရှင် YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် TikTok မှာ9ပုတ်တင်ပြပါပြီ9ဘွဲတင်ပြပါပြီဆိုတော့ကြံတဲ့ပွဲစဉ်လေးတွေကိုကျွန်တော်နေရာနေပြီးတော့ဒါ YouTube channel လေးကနေပြန်ပြီးတော့သုံးသပ်မှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးနေ့နဲ့ကျွန်တော်ဆက်သွားပါမယ်ကာရာဘတ်နဲ့ agent ပဲဖြစ်ပါတယ်ဆိုတော့ကာရာဘတ်နဲ့ agent ဒီအတင်းအသင်းလုံးကတော့ဒါဒီအတင်းမှာတော့ကာရာဘတ်အနေနဲ့ချင်းနေတော့နည်းနည်းကောင်းသေးတယ်ဆိုတော့နောက်ထပ်ကမ်းမဲ့နှစ်ပွဲကလည်းကျွန်တော်တို့နိုင်မယ်ဆိုလို့ရှိရင်တော့ဒါ play off အခြေအနေတစ်ခုကိုရရှိသွားနိုင်မှာဖြစ်တယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့က Frankfurt နောက်တစ်ပွဲတော့ Liverpool နဲ့ကမ်းမှာဖြစ်တယ်ဆိုတော့ဒီနေ့ Carabao အနေနဲ့ agent ကိုအကျော်ပေးရတာဖြစ်ပါတယ်ဗျဆိုတော့ဘယ်တော့တော့ကျော်ပေးတာကျွန်တော်ကြည့်အောင်တေးဆိုရင်50ရှုံး3လုံးတေးဖြစ်နေပါတယ်ဗျအဲ့တော့ Carabao အနေနဲ့ကျွန်တော်ဒါတန်ပွဲဆောင်9ပွဲဆိုတော့နာပိုလီတစ်ပွဲတည်းပဲရှုံးတာတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာနာပိုလီ2-0ဆိုတဲ့ရလဒ်ကိုရရှိတာတယ်ကျွန်တော် BF ကတော့ကျွန်တော်ဒါဇက်တိုက်ကိုရှုံးတာတယ်ကျွန်တော် sorry agent ကိုရှုံးတာတယ်ဆိုတော့agent က BF ကိုရှုံးတာတယ် Z2 နဲ့အဲ့လိုဖြစ်နေပါတယ်ဆိုတော့ကျွန်တော်ကြည့်အောင်ဆိုတော့ Carabao အနေနဲ့9ဘွဲ့ကံပြီးတဲ့အနေမှာတော့9မှတ်ရထားပြီးတော့ကျွန်တော်ဒါ agent ကတော့အဆင့်36နဲ့0ပဲရှိပါသေးတယ်ဆိုတော့ဒီနေ့ Carabao အနေနဲ့ level 50ပေးထားတယ်3လုံးတရီနဲ့ကျွန်တော်ကဒီနေ့သူတို့ကလိုရင်းပြောမယ်ဆိုတော့ Carabao ကို agent ကိုဂိုးတွေရမယ်လို့ထင်တယ် agent အနေနဲ့လည်းဒါသူ့ရဲ့ကျွန်တော်နယ်သာလန်မှာဆိုလို့ရှိရင်တော့ဒါအဆင့်4နဲ့မှာ1-4ဝင်နေပြီးတော့ကောင်းမြင်ကောင်းတယ်စေလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒါပေမဲ့ Carabao အနေနဲ့လည်းကျွန်တော်ဒါနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာလည်းကျွန်တော်ဒါနာပိုလီကိုရှုံးလာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ level 150 3လုံးတရီပေးထားတာတော့ကျွန်တော်ဒီနေ့ Carabao နဲ့ agent ကိုကိုပေါ်လေးကြိုက်ပါတယ်ဗျာနော်အဲ့တော့ဘာလို့ဆို Carabao နဲ့ဈေးနဲ့နည်းနည်းပျော့နေလို့ဟိုခံစားရတယ် Carabao လည်းကိုရမယ် agent လည်းကိုရမယ်ဆိုကိုပေါ်လေးကြိုက်တယ်နောက်တစ်ပွဲကတော့ကျွန်တော်ဘီလာရီယန်နဲ့ကိုပင်ကြီးဆိုတော့ဘီလာရီယန်အနေနဲ့လည်းကျွန်တော်ဒါနောက်ထပ်ပွဲစဉ်တွေကတော့အချိန်တွေတော့မကောင်းတော့ဘူးသူအနေနဲ့လည်းဒီဟာရမကလည်းဘာမှမဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ဒါနောက်ထပ်ကံမဲ့ကျွန်တော်လီဗာရီနဲ့ကံမဲ့ကျွန်တော်တိုက်တယ်မှာလဲလူလို့ရမယ်35ဘာစီလိုနာဆို4အမှတ်5မှတ်ပဲကွာတယ်ဆိုတော့1-4နောက်နေ့အတွက်ချန်ပီယံလိအတွက်ပဲကျွန်တော်သူတို့ရုံးခံမယ်လေကျွန်တော်ယူဆတယ်ဒီနေ့ပေးတဲ့ပေါက်ကြီးကလည်းဘရိုင်ယန်အနေနဲ့1.30ပေးထားပြီးတော့ကျွန်တော်ဂိုးပေါင်းကြီးကလည်း3လုံးမိုင်းနဲ့50အနေထားဖြစ်နေဗျအဲ့တော့ကျွန်တော်ဒီနေ့ဒီနှစ်သိန်းဟာ ACC လေးပဲကန်သွားမယ်ပွဲတစ်ပွဲရတတစ်ခုလောက်ပဲပေးစွမ်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဘာဖြစ်ဘီလာရီကတော့လူစုံထုံ3တော့မတီးဘူးဒါပေမဲ့နောက်တစ်ပွဲကလီဗန်နေနဲ့အဝေးပွဲမှာတွားကံမှာဖြစ်တဲ့ကြောင့်လီဗန်နေနဲ့ဆိုတော့မစိုးလို့တော့ပြောရမယ်ဆိုတော့ဒီနေ့ကျွန်တော်2025ရာသီမကုန်ခင်မှာလဲကျွန်တော်ဒါလီဗန်နေကံမှာပြီးရင်ကိုပါဒယ်လီပြီးရင်ဘာစီလိုနာနဲ့ကျွန်တော်ပေးတယ်ဘာစီလိုနာအင်ကွင်းမှာကံမှာဆိုတော့သူနေနည်းနည်းတော့ပွဲရတော့ဒီ2025မကုန်ခင်မှာတော့ချောင်းနေလို့ယူဆတယ်အဲ့တော့အခု1.30 3လုံးမိုင်းနဲ့50ပေးထားတယ်ဆိုတော့ဒီပွဲတော့ကျွန်တော်ဘီလာရီရဲ့ပဲကြိုက်ပါတယ်ဘီလာရီရဲ့နေတော့လေဟိုဘယ်လိုပြောရမလဲဂိုးပြက်ကြီးတော့မရှုံးသွားတဲ့အနေထားတော့မရှိဘူးတကူနိုင်တာမှမဟုတ်2-0တောင်းနေပြတ်သွားနေရှိသေးတယ်ဒါမှမဟုတ်လဲ3-2တို့ဒီလိုမျိုးရလဲဖြစ်သွားနေရှိတယ်ဗျာနော်အဲ့တော့ကျွန်တော်အနေနဲ့ဘီလာရီရဲ့ body လေးကိုပဲကြိုက်ပါတယ် AC ပဲကန်သွားမယ်လို့ထင်ပါတယ်ဆိုတော့နောက်ထပ်တစ်ပွဲတော့ပါမယ်ဗျနောက်ထပ်တစ်ပွဲကတော့ဒါကျွန်တော်ဘင်ဖီကာနဲ့နာပိုလီပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဘင်ဖီကာကအင်ကွင်းမှာပေးထားတယ် level ဆိုရင် minus 50လောက်ကနေ40လောက်နေအခု level minus 10လောက်ပေးပြီးတော့နာပိုလီကိုပြန်ပြီးတော့ကြောပေးထားတယ်ဆိုတော့ကိုပေါင်းကြီးအဖြစ်နှလုံး minus 10ဖြစ်နေပါတယ်ဆိုတော့ဘင်ဖီကာရဲ့အင်ကွင်းမှာတော့ကန်မယ်နော်တေဘယ်ကြားမှာဆိုလို့ရှိရင်နာပိုလီအနေနဲ့22မှတ်နဲ့ခွင့်နဲ့1-24မှာဝင်ထားပြီးတော့ဘင်ဖီကာနေကဒီနေ့နိုင်မယ်ဆိုရင်ဒါ6မှတ်ဖြစ်သွားမယ်ဗျာနော်အဲ့တော့ကျွန်တော်အပေါ်မှာရှိနေတဲ့အသင်းတွေကတော့ Bruges Olympiacos တို့Union State Galen တို့ရှိမယ်ဆိုတော့ဒီနေ့ကျွန်တော် Frankfurt ပေါ်တော့ပွဲပြီးသွားပြီဘင်ဖီကာအနေနဲ့လည်းကျွန်တော်နောက်ထပ်ပွဲစဉ်ဟာဆိုလို့ရှိရင်ဒါကျွန်တော်ဂျူဗင်တက်နဲ့ကန်ပြီး Real Madrid နဲ့ကန်မယ်ဆိုသူအနေနဲ့ပွဲလဲကျက်တယ်ဆိုတော့ဒီနေ့ဘင်ဖီကာကတော့ထပ်ပြီးအကျော်ပေးတယ်ဆိုတော့ဒီနေ့ဒါနာပိုလီမှာနာပိုလီကတကယ်ကိုကောင်းနေတယ်လို့ယူဆမယ်နာပိုလီကတော့ကျွန်တော်စီးရီးအရာကျွန်တော်အပြိုင်ဆိုင်နဲ့တိုက်တဲ့ဇာတ်ကိုဒီနှစ်မှာတော့လူယူနေတယ်လို့ကျွန်တော်ယူဆတယ်ဗျအဲ့တော့ဒီနေ့မော်ရီညိုကလည်းဒီတကွက်လောက်တော့ထုတ်ပြသွားမယ်လို့ယူဆတယ်ဗျနော်ကြေးဒီလောက်ပေးထားတော့ကျွန်တော်အနေနဲ့ဘင်ဖီကာ body လေးပဲကြိုက်ပါတယ်ဗျနော်အဲ့တော့ဘင်ဖီကာ body လေးပဲကြိုက်ပါတယ်နောက်တစ်ပွဲကိုထပ်တော့ပါမယ်ဆိုတော့နောက်တစ်ပွဲကတော့ကျွန်တော်ဒါဂျူဗင်တက်နဲ့ပါဖို့ပွဲပါဆိုဂျူဗင် sorryနောက်တစ်ပွဲတော့ Real Madrid နဲ့ Man City ပွဲပေါ့နော်ဆိုတော့ Juventus နဲ့ပါဖို့ပွဲကျွန်တော်ဟိုမှာပြောပွားကြီးဆိုတော့ Real Madrid နဲ့ Man City ပွဲဆိုတော့ Man City က level ဆိုရင် minus 50လောက်ကိုပေါက်သွားတယ် level minus 50ပေါ့ကိုကောင်းကြီး3လုံး minus 50ဖြစ်နေဆိုတော့ဒီနေ့ရဲ့ 8 မှာဆိုလို့ကျွန်တော်တို့
ဒါ user ဘင်းကြီးကတော့6ပွဲနိုင်5ပွဲဒီနဲ့5ပွဲရှုံးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့လူစင်းမှာတော့ Real Madrid မှာအမာဘေးကတော့မပါလာဘူးဒါပေမဲ့ Rodrigo တို့ Vinicius တို့ Gula တို့ဒါပါမယ်ဆိုတော့ Real Madrid အနေနဲ့လည်းဒီနေ့ကျွန်တော်ဒါဒီနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်ကျွန်တော်မြင်တဲ့အတိုင်းပဲဆက်တောင်းတော့မှ Z2 နဲ့ရှုံးတယ်ဘီဘာကို Z3 နဲ့နိုင်တယ်ဆိုတော့ကြေးလည်းကောင်းကောင်းမအောင်နာသေးဘူးဆိုတော့ဂိုးလည်းပေါ်မယ်ဆိုတော့ကောင်းကောင်းမပေါ်သေးဘူးဆိုတော့ဒီနေ့ဂိုးပေါင်းကြီးကလည်း3လုံးပိုင်းနဲ့50ဆိုတော့မန်ချက်စတာစီးက4ပိုင်းနဲ့50ပေးတယ်ရှင်းကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနှစ်သင်းလုံးကတော့နောက်တန်းတွေကတော့မလုံဘူးဒါပေမဲ့တိုက်စစ်တွေကတော့အရင်ကောင်းတယ်ဒါပေမဲ့အမ်ဘာဘီမပါတဲ့အတွက်ကြောင့်တော့နည်းနည်းတော့တိုက်စစ်ရောတယ်လို့ခံစားရတယ်ဒါပေမဲ့ဝေးကွင်းဟာလန်တို့ဖြစ်အသင်းဖြစ်တဲ့မန်စီးတီးကဒါပေမဲ့မိုင်းနဲ့50ကောက်ပြီးပေးထားတယ်ရီယယ်မက်ဒရစ်အနေနဲ့လည်းကျွန်တော်တို့ဒါဒီပွဲတရေပဲဖြစ်ဖြစ်ရှုံးသည်ပဲဖြစ်ဖြစ်AC 1 to 8တဲ့ဝင်နောက်တော့တပွဲကကျွန်တော်မိုနာကိုနဲ့အင်ကွင်းပြီးရင်ဘင်ဖီကာနဲ့ကန်ပါဆိုသူ့အနေနဲ့ဒါပွဲကိုခြောင်သေးရလို့ကျွန်တော်ယူဆတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ဒီနေ့လူစင်းရဒါပေမဲ့တစ်ဖက်နေတော့ကျွန်တော်မကြိုက်ဘူးနောက်တန်းနေနှစ်သိန်းလုံးကတော့တအားပွင့်တယ်ဒီကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်ဂိုးတွေတအားပေါ်ထားတယ်ဆိုတော့မန်စီးတီးဆိုရင်လည်းအဲ့တော့ကျွန်တော်တို့ level minus 50ပေးတယ်level minus 50ပေးတယ်ဂိုးပေါင်းကြီး3လုံး minus 50ရကျွန်တော်တို့ဒီဘက်တော့မန်စီးတီးနဲ့ဂိုးပေါ်လေးတော့ကြိုက်ပါတယ်ဗျာနော်မန်စီးမကြိုက်လို့တော့ဂိုးပေါ်ပဲချပါတော့ဘာပဲဖြစ်အစင်လာရကတော့ကျွန်တော်တို့ဒါဂိုးတွေလည်းပေါ်မြဲပေါ်နေစေပဲပေးတဲ့ပေါက်ကြီးကလည်းတဖြည်းဖြည်းနဲ့ကျွန်တော်3လုံး minus 50တွေကိုပြင်းချနေပါပြီဗျာအဲ့တော့မန်ချက်စတာစီးတီးနဲ့ဂိုးပေါ်ဆိုရင်တော့ဒါတကွက်တော့ဝင်သွားတဲ့ရေးရှိရလို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့်ဒါဒီကြံခဲ့တဲ့၄သင်းကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်ခင်ဗျာကဲအားလုံးပဲခွက်လက်ပါ